တနစ်ကိုဒေါ်လာ45ဘီလီယံလောက်ထိဆုံးရှုံးအောင်ဖျက်ဆီးနိုင်တဲ့ရန်သူဆိုရင်ဘယ်အရာကိုပြင်းပြင်းပြီလဲစစ်ပွဲလားတဘာဝဘေးရန်တွေလားတကယ်တော့ဒါဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအမြဲရှိနေတဲ့ကြွက်တွေအကြောင်းပါဒီနေ့မှာတော့တရုတ်နိုင်ငံကတန်း200မကားတဲ့ကြွက်အုပ်ကြီးကိုတကမ္ဘာလုံးအံ့ဩသွားရလောက်အောင်ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ဂိုင်းတွေဖြည့်ရှင်းခဲ့လဲဆိုတာကိုပြောပြပေးသွားမှာပါတကယ်တော့ကြွက်ပြဿနာကအခုမှဖြစ်လာတာမဟုတ်ပါဘူး15ရာစုလောက်ကလေးကကုန်တယ်တင်မောတွေနဲ့အတူကမ္ဘာအနှံ့ကိုပြန့်နှံ့သွားခဲ့တာပါတရရဲ့အားသာချက်ကခွန်အားကြီးတာမဟုတ်ပဲမျိုးပွားနှုန်းရမ်းမြန်တာပါကျွတ်တစုံကတစ်နှစ်အတွင်းမှာသားသမီးအကောင့်100နီးပါးအထိပွားနိုင်စွမ်းရှိပါတယ်။ဒါကြောင့်လဲအိမ်တောင်းမှာထောင်ချောက်လေးတစ်ခုနှစ်ခုထောင်ယုံနဲ့တော့ဒီကျွတ်အင်ပါယာကိုဘလို့မှမတားဆီးနိုင်ပါဘူး။ကျွတ်တွေကပစ္စည်းတွေကိုကိုက်ဖြတ်ရုံတည်းမကပါဘူးနော်။မြို့ပြတွေမှာဆိုရင်လျှက်စစ်ဝါယာကျိုးတွေကိုကိုက်ဖြတ်လို့မီးလောင်တာတွေအစာအုပ်အောက်ခြေတွေကိုတူးဆွားလို့မြေကျွန်းတာတွေအထိကိုဖြစ်စေပါတယ်။အမေရိကမှာဆိုရင်ကားဝါယာကျိုးတွေကိုကျွတ်တွေကိုက်လို့တစ်နှစ်ကိုဒေါ်လာ1.3ဘီလီယံဘိုးလောက်ထိပျက်စီးဆုံးရှုံးနေရပါတယ်။ဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ကြွက်တွေစီကနေရနိုင်တဲ့ယောဂဆိုးတွေကလည်းလူတန်းပေါင်းများစွာကိုတည်စေနိုင်တဲ့အထိကြောက်စရာကောင်းလာပါပြီ။ဒါဆိုတရုတ်နိုင်ငံကဒီပြဿနာကိုဘယ်လိုဖြေရှင်းလိုက်တာလဲ။အရင်ကတော့တိုင်ချင်းစီကကြွက်ထောင်ကြောက်တွေနဲ့ဖမ်းခဲ့ကြပြီမြကြွက်တွေကအရန်ပါနဲ့လာတော့အလုံးမဖြစ်တော့ဘူးလေ။ဒါကြောင့်2014ခုနှစ်မှာဟိုနန်ပြည်နယ်ကထုံတင်းအိုင်နာမှာကြွက်တွေတောင်းကျမ်းလို့စပားဆိုင်ကင်းတွေအကြီးကျယ်ပျက်စီးခဲ့ရတာကိုသင်ခန်းစာယူပြီးစူပေါင်းဖမ်းဆီးနည်းကိုစတင်ခဲ့ပါတယ်။သူတို့လုပ်တဲ့နီလန်ကတကယ်ကိုစနစ်ကြပါရီစပားရိတ်သိန်းချိန်ရောက်ပြီဆိုရင်တရွာလုံးကလေသမားတွေစုပေါင်းပြီးစိုက်ကင်းပပတ်လည်မှာပိုက်ကွန်တွေကိုအောက်ကနေမြေကြီးထဲထိမြုပ်ပြီးကာယံလိုက်ကြပါရီစပားရိတ်ဆက်တွေကစပားတွေကိုစားဖြတ်လိုက်ပြီးဆိုတော့နဲ့ကြွက်တွေကပုံစရာနေရာမရှိတော့ဘဲထွက်ပြေးကြတဲ့ခါမှာတော့ကြိုတင်ပြင်ဆင်ထားတဲ့ပိုက်ကွန်တွေတဲကိုအုပ်လိုက်ကြီးတိုးဝင်သွားကြတာပါတခါဖမ်းရင်ကြွက်ကောင်ကြီးတောင်းနေချီပြီးတော့ကိုမိတက်ပါရီဒီလိုဖမ်းမိတဲ့ကြွက်တွေကိုဘာတွေလုပ်လဲဆိုတော့တရုတ်နိုင်ငံတောင်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာဒီလေကြွက်တွေကိုဒေသစာအဖြစ်ပြန်လည်ရောင်းချကြပါရီဓာတုဗေဒဆေးဝါးတွေမသုံးဘဲဖမ်းထားတဲ့လေကြွက်တွေဖြစ်လို့တန်တန်ရှင်းရှင်းလုပ်ပြီးရင်ကြော်ရာကင်နာစသဖြင့်ဟင်းလျာဖြစ်စားသုံးကြပါရီဒါဟာကြွက်ရည်တော့ကိုရှော့ချရုံတွေမကပဲလေသမားတွေအတွက်အပေါ်ဝင်ငွေတောင်ရစေပါရီတစ်ပတ်မှာအမေရိကန်လိုနိုင်ငံမျိုးမှာကြတော့နီလန်းကတစ်မျိုးပါသူတို့ကတော့ကြွက်ဖမ်းခွေးတွေကိုအသုံးချပါရီတယ်ရီယာမျိုးစားခွေးလေးတွေကကြွက်ဖမ်းတဲ့နေရာမှာအရန်ကိုမြန်ဆန်ပြီးတော့ပါနေကြပါရီဒါအပြင်မြို့ကြီးတွေမှာဆိုရင်ဒေါ်လာတန်းချီအကုန်ကြားခံပြီးကျွမ်းကျင်တဲ့ကြွက်နှိမ်နှင်းရေးအဖွဲ့တွေကိုအသုံးပြုပါရီအိန္ဒိယနိုင်ငံမှာကျတော့တမျိုးထူးခြားပြန်ပါရီတချို့ဒေသတွေမှာကြွက်တွေကိုနတ်ဖျားလို့ကိုးကွယ်တာမျိုးရှိပေမဲ့စိုက်ပျိုးရေးဘက်မှာတော့ကြွက်တွေအကြောင်းတစ်နှစ်ကိုဒေါ်လာ2ဘီလီယံဘိုးလောက်ထိကိုဆုံးရှုံးနေရတာပါအချုပ်ပြောရရင်တော့ကြွက်ပြဿနာကိုဖြေရှင်းတဲ့နေရာမှာတယောက်ချင်းစီလုံးနေတာတက်စနစ်တကျနဲ့အဖွဲ့အစည်းလိုက်စုပေါင်းဆောင်ရွက်မှသာအောင်မြင်နိုင်မယ်ဆိုတာကိုတရုတ်နိုင်ငံရဲ့နီလန်းကတက်တည်ပြနေပါရီမျိုးပွားနှုန်းမြန်တဲ့ကြွက်တွေကိုနှိမ်နင်းဖို့ဆိုရင်သူတို့ထက်ပိုမြန်နေပိုပြီးတော့စနစ်ကျတဲ့နည်းဗျူဟာတွေလိုအပ်နေတာပဲဖြစ်ပါရီဒီနေ့ပြောပြသွားတဲ့အကြောင်းအရာလေးကဗဟုသုတတစ်ခုခုရစီမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့နည်းပညာနဲ့ဗဟုသုတအကြောင်းအရာတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားအောင်ပါမို့လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်။